စက်လေးတွေပြန်တော့မယ်ကုန်းတွေလည်းပြန်စားမယ်အရက်တွေလည်းပြန်တော့မယ်ကွာထမင်းလည်းပုံမှန်မစားတဲ့နေမယ်အိမ်ရင်လည်းညနေမှအိမ်မယ်ဖြစ်ချင်တာဖြစ်ကွာဘာလူလောကကြီးရဲ့အများဆုံးသိချင်နေပြီကွာအားလုံးအရာအားလုံးတွေကျေးဇူးတင်ပါတယ်